သူများပစ္စည်းဥစ္စာတွေရတာကိုမနာလိုခြင်းကိုယ့်တဲ့ဂုံတင်းကြော်စောနာမည်ကြီးတာကိုမနာလိုခြင်းကဘာကြောင့်ဖြစ်တယ်လဲဘယ်တရားကြောင့်မို့လို့ဖြစ်တယ်လဲဒါကိုပြောပြပြီးတော့မှဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့မစ္စလိယ5ပါးအကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်မစ္စလိယ5ပါးကဘာတွေလဲဆိုရင်တော့နံပါတ်1အာဝါဒမစ္စလိယနံပါတ်2ကုလမစ္စလိယနံပါတ်3လာဘမစ္စလိယနံပါတ်4ဝဏ္ဏမစ္စလိယနံပါတ်5ဓမ္မမစ္စလိယတို့ပဲဖြစ်ပါတယ်ဒါကတော့မစ္စလိယ5ပါးကိုပြောပြပေးခဲ့တာဖြစ်ပါတယ်မယံလွယ်ကူရန်အတွက်ဆောင်းပုတ်ကလေးဆိုပြပါမယ်ဘုဒ္ဓဇင်များဝန်တိုတယဤ5ပါးကကုလလာဘအာဝါတာနှင့်ဝဏ္ဏဓမ္မဤ5ဝမုတ်ချဝန်တိုကြောင့်မစ္စလိယဆိုတာကဝန်တိုခြင်းတဘောသူတစ်ပါးတို့အားမရစေခြင်းတော့တဘောမိမိပစ္စည်းကိုဖြစ်စေအခြားသောပစ္စည်းကိုဖြစ်စေဂုဏ်တရအရှိန်အဝါကိုဖြစ်စေသူတစ်ပါးတို့အားမရစေလိုသောတဘောကိုသာဝန်တိုမှုမစ္စလိယလို့ခေါ်ပါတယ်မစ္စလိယ5ပါးထဲမှာနံပါတ်1ဖြစ်တဲ့အာဝါဒမစ္စလိယအကြောင်းကိုအသေးစိတ်ပြောပြမှာဖြစ်ပါတယ်အာဝါဒမစ္စရိယအာဝါဒဆိုတာကမိမိနေရာကြောင်းအိယာနေရာကိုရပါတယ်မစ္စရိယဆိုတာကတော့ဝန်တိုမှုကိုရပါတယ်ဒါကြောင့်မို့လို့တန်ခါများနဲ့တတ်ဆိုင်တော့ကြောင်းအိယာနေရာများကိုမိမိရခဲ့တယ်ဆိုရင်အခြားတန်ခါတော်များမလာစေလိုခြင်းသဘောမျိုးကိုဒါအာဝါဒမစ္စရိယလို့ခေါ်ပါတယ်မစ္စရိယဆိုတဲ့စေတသိက်တရားကဒေါသမှုတွေနဲ့ရှင်လာမို့လို့ကြမ်းတမ်းခြင်းတဘောပြစ်မှားခြင်းတဘောဖျက်ဆီးခြင်းတဘောရှိပါတယ်အခြားတန်ဃာတော်များလာနေတာကိုမကြိုက်ပါဘူးဘာကြောင့်မို့လို့မကြိုက်တယ်လဲပါဠိလေးကတော့တေတုဝတ္တန္တာဒုက္ခံဝတ္တန္တိပစ္စယေလဗ္ဗန္တိတဲ့တေတုထိုအယံစသည်တို့၌ဝတ္တန္တာနေကုံသောသူတို့သည်ဒုက္ခံချမ်းသာစွာဝတ္တန္တိနေကုံ၏တဲ့မစ္စရိယရှိတဲ့ပုဂ္ဂိုလ်ကအဲ့ဒီလိုမျိုးသူတစ်ပါးတွေချမ်းချမ်းသာသာနေတာကိုလည်းမကြိုက်ပါဘူးနောက်တစ်ခုကရှိပါသေးတယ်ပစ္စယေလဗ္ဗန္တိပစ္စယေ4ပါးသောပစ္စည်းတို့ကိုဝါစွမ်းသင်္ကန်းကြောင်းစေ4ပါးသောပစ္စည်းတို့ကိုလဗ္ဗန္တိရလွယ်ကုန်၏တဲ့အဲဒီလိုမျိုးပစ္စည်း4ပါးကိုအလွယ်တကူနဲ့ရတာကိုလည်းမစ္စရိယအာကြည့်တဲ့ပုဂ္ဂိုလ်ကမကြိုက်ပါဘူးပါဠိကဒီလိုလာတယ်ဧကောဘိက္ခုဝတ္တတံပါဏတေဝပေတလာတဘိက္ခုနောတထအာဂမနာနအိစတိတဲ့အ내ကဘာပြောလဲဆိုတော့တထထိုအာဝါဒတို့ဧကောဘိက္ခုတပါးတော်ယဟန်ဒီဝတ္တတံပါဏတေဝဝတ်နဲ့ပြည့်စုံတည်တာလည်းဖြစ်တော့ပေတလတ္တတီလာကိုချစ်မြတ်နိုးတော်ဘိက္ခုနောယဟန်ဤအာဂမနာလာခြင်းကိုနအိစတိအလိုမရှိတဲ့ဝတ္တရားနဲ့ပြည့်စုံပြီးတီလာနဲ့ပြည့်စုံတဲ့ယဟန်တွေလာမယ်ဆိုလို့ရှိရင်တဲ့အဲ့ဒီအာဝါဒမစ္စရိယအာကြည့်တဲ့ပုဂ္ဂိုလ်ကမလာစေခြင်းဘူးတဲ့ဗျနောက်ထပ်တရားနဲ့လျော်ညီစွာနေထိုင်တော့ယဟန်တွေလာတာကိုလည်းမကြိုက်ပါဘူးဝတ္တရားနဲ့ပြည့်စုံတော့ယဟန်ရောက်လာပြီဆိုရင်လည်းပဲမမျော်လင့်ပဲရောက်လာခဲ့တဲ့ယဟန်ကိုလည်းပဲစိတ်ထဲကနေကြံစီတယ်တဲ့ဘယ်လိုမျိုးကြံစီတယ်လဲဆိုရင်တော့ပါဠိကဒီလိုလာတယ်အာဂတောပိခိတ်ပံဂစ္ဆတုတိစိန်တေတိတဲ့သူ့ရဲ့အနက်ကဘယ်လိုလဲဆိုတော့အာဂတောပိလာပင်လာညာတော့လေဝါမမျော်လင့်မဲနဲ့ရောက်လာပါတော့လေခိတ်ပံလင်းမြန်စွာဝါမြန်မြန်ထက်ထက်ဂစ္ဆတုပြန်သွားပါစေဣတိဤတို့စိန်တေတိကြံစီဤတဲ့မမျော်လင့်မဲနဲ့ရောက်လာခဲ့တဲ့ယဟန်ဆိုရင်လည်းပဲမြန်မြန်ပြန်သွားပါစေလို့စိတ်ထဲကနေကြံစီတယ်တဲ့ဒါကတော့အာဝါဒမစ္စရိယနဲ့ပတ်သက်ပြီးတော့မှပြောပြပေးခဲ့တာဖြစ်ပါတယ်နောက်ထပ်ရှိုးရွာတဲ့ယဟန်တွေရောက်လာခြင်းမျိုးကိုအလိုမရှိတာကတော့မစ္စရိယမဖြစ်ပါဘူးအာဝါဒမစ္စရိယမဖြစ်ပါဘူး
အာဝါဒမစ္စရိယရဲ့အပြစ်တွေကဘယ်လိုလဲဘယ်လိုဆိုးကျိုးတွေခံရနိုင်တယ်ပါဠိကတော့ဒီလိုလာပါတယ်အာဝါဒမစ္စရိယေနယက်ခောဝါပေတောဝါဟုတ်တဝါတတေဝါအာဝါတတတင်္ကာရံတိတေနဥက္ခိပိတဝါဝိစရတိတဲ့ဒါဘာပြောလဲဆိုတော့အာဝါဒမစ္စရိယေနအာဝါဒမစ္စရိယာဖြင့်ရက်ခောဝါဘလူဒီ၎င်းပေတောဝါပိတ္တာဒီ၎င်းဟုတ်တဝါဖြစ်၍တတေဝအာဝါတတထိုအယံဣဒာလယင်တင်္ကာရံတပြက်ချေကိုတီတေနဥကောင်းဖြင့်ဥက္ခိပိတဝါရွက်၍ဝါတင်၍ဝိဇရတိလဲ့လေရ၏တဲ့အာဝါဒမစ္စရိယရဲ့ဆိုကြကဘာလဲဆိုရင်အဲ့ဒီအယံမှာစွဲပြီးတော့မှဘလူးဖြစ်ရင်ဖြစ်မယ်ဘလူးမဖြစ်ရင်ပြိတ္တာဖြစ်မယ်ပြိတ္တာဖြစ်ပြီးရင်လည်းပဲအဲ့ဒီအယံအသားမှာတပြက်ချေကိုခေါင်းမှာတင်ပြီးတော့မှအဲ့ဒီနားတစ်ဝိုက်မှာလဲ့လေပြီးနေရပါတယ်ဒါကတော့Miss အာဝါဒမစ္စရိယရဲ့ဆိုကြပါနောက်ထပ်ရှိပါသေးတယ်အာဝါဒမစ္စရိယေနလောဟဂေဟပစ္စတိတဲ့သူ့ရဲ့အနက်ကဘာလဲဆိုရင်အာဝါဒမစ္စရိယေနအာဝါဒမစ္စရိယဖြင့်လောဟဂေဟတန်အိမ်ငရဲ၌ပစ္စတိကြာရ၏တဲ့ဒါအာဝါဒမစ္စရိယနဲ့စုတည်ခဲ့မယ်ဆိုရင်ငရဲကြီးရှစ်ထပ်တဲကတန်အိမ်ငရဲမှာဖြစ်ရပါတယ်ဒါကတော့အာဝါဒမစ္စရိယတပါးရဲ့ဆိုးကျိုးတွေပဲဖြစ်ပါတယ်ဒါကတော့မစ္စရိယတရား၅ပါးထဲမှာနံပါတ်1ဖြစ်တဲ့အာဝါဒမစ္စရိယနဲ့ပတ်သက်ပြီးအသေးစိတ်ပြောပြပေးကြတာဖြစ်ပါတယ်ကြည့်နေတဲ့ပရိသတ်ကြီးတဲ့အာဝါဒမစ္စရိယကိုဆောင်ရှားနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပါတယ်ကြံတဲ့မစ္စရိယတွေကိုတော့နောက်ရက်မှာသင်မှာဖြစ်ပါတယ်